စတစ်လေတောင်ခုံဘလို့လို့လဲဆိုပြီးမိထားတဲ့ညီမလေးတွေအတွက်ပေါ့နော်ဒါလေးက reply video လေးဖြစ်ပါတယ်။အောင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အတန်လေးတော့နည်းနည်းလေးတူနေတယ်ပေါ့နော်။ကြိုးစားပြီးတော့ပြပြပေးထားပါတယ်။ကိုဖောက်ထားတဲ့ level ရဲ့ရှေ့ချမ်းပခုံးချုပ်စာဖယ်ပြီးသားတန်ဖိုးရဲ့နောက်ချမ်းပခုံးချုပ်စာထည့်ဖယ်ပြီးသားတန်ဖိုးရဲ့နှစ်ခုကိုယူပါမယ်။ပထမဆုံးဆွဲမှာတော့17လေတောင်ရိုးရိုးပေါ့အရင်ဆွဲမှာဖြစ်ပါတယ်။ရှေ့ချမ်းနောက်ချမ်းလေပင်တန်ဖိုးရထားတဲ့အဖြစ်နှစ်ခုကိုပေါင်းမယ်။ရှေ့ချမ်းလေပင်နောက်ချမ်းလေပင်ရတဲ့အဖြစ်နှစ်ခုကိုပေါင်းလို့ရတဲ့အဖြစ်ရနေပြီးတော့ညီမတို့ကဒီတိုင်းဆွဲလိုက်လို့ရှိရင်ကော်လန်ကရှည်ထွက်တာတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တန်ဖိုးကို2စိမ့်နှုတ်ပေးပါမယ်။17လေတောင်ဆွဲတဲ့နီလေးကတော့လွယ်လွယ်ကူကူနဲ့အမြဲဆက်ဆံလေးကိုပဲပုံစံတိတိကျကျလေးထွက်မဲ့ပုံစံမျိုးလေးနဲ့သင်ပြပေးထားပါတယ်အားလုံးပဲလေ့လာကြည့်ပါရှေ့ကျန်နောက်ကျန်နှစ်ခုကနေတွက်လိုက်တဲ့အဖြေနှစ်ခုရပြီးဆိုရင်2စိမ့်နှုတ်ပြီးတော့အဲ့ဒီအဖြေကိုယူပြီးတော့17လေတောင်စပြီးတော့ဆွဲပါမယ်ရှင်အခုကပုံပြမှာဆိုတော့မမြင်ရမှာဆိုတော့တခြားမို့တန်ပေတန်လေးသုံးပြီးတော့ပြပေးမယ်နော်ပထမဆုံးရှေ့နဲ့နောက်နဲ့ရတဲ့လေပင်ပေါက်ရဲ့အရှည်အတွက်ကိုမြင်းရှည်တစ်ခုဆွဲထားမယ်ထောင်းမှန်မြင်းတစ်ခုကိုဆွဲထားမယ်ပေါ့နော်ပြီးရင်တော့လည်းပင်တွက်လို့ရတဲ့အဖြေပြီးရင်နောက်ဆုံးပိတ်မှာထောင်းမှန်ကြတဲ့မြင်းတစ်ခုနဲ့ပြန်ပြီးပိတ်ပေးမယ်အပေါ်ကိုတလက်မခွဲတက်မယ်ပေါ့တွက်လို့ရတဲ့အဖြေထိတ်နဲ့အောက်ကလည်းပင်ပေါက်ရဲ့ရှင်းနောက်တန်ဖို့ယူထားတဲ့နေရာရဲ့အဖြေတစ်ဝက်ကိုယူပါမယ်ပြီးရင်တော့ပြည်ရန်ဖြောင်းလေးနဲ့ခဏဆက်မယ်ပေါ့နော်ပြီးရင်တော့ကော်လန်ရဲ့အထူကတော့ကိုကြိုက်တဲ့လောက်ယူလို့ရပါတယ်ဒလက်မနဲ့ကတော့အဆင်ပြေတဲ့အတွက်ကြောင့်ညီမကတော့ဒလက်မယူထားပါတယ်ဒလက်မ2စိတ်လည်းယူလို့ရပါတယ်ဒလက်မပြရပြီဆိုရင်45ဒီဂရီစောင်းပြီးတော့ကော်လန်ရဲ့အသိန်းလေးကိုယူပါမယ်ကော်လန်ကထိတ်ဝိုင်းလေးလိုချင်တယ်ဆိုရင်ထိတ်ဝိုင်းပုံစံလေးပြင်ပြီးဆွဲမယ်အချွန်တိုင်းလိုချင်တယ်ဆိုတော့အခုတိုင်းလေးထားရင်ရပြီပေါ့နော်အဲ့တော့အောက်ပိုင်းရဲ့ပုံစံကိုကြတော့ပေကွေးလေးနဲ့white လေးပုံစံပြန်ဆွဲမယ်ပြီးတော့ကော်လန်ကိုလိုချင်တဲ့အမြင့်တလက်မာကိုအမှတ်ကလေးတွေလိုက်ပြီးတော့ဆက်ပေးပါမယ်အနေပြီးတော့အပေါ်ပိုင်းကိုလည်းwhite ပုံစံလေးပြန်ပြီးတော့ဆက်ပေးမယ်အခုဆွဲနေတဲ့ပုံစံလေးတိုင်းဆိုလို့ရှိရင်တော့17လေတောင်ရိုးရိုးကိုသုံးချင်တယ်ဆိုရင်ဒီပုံစံတိုင်းလေးရပြည့်စုံသွားပါပြီအဲ့တော့အခုကဒီဇိုင်းအနေနဲ့အခုံးဒီဇိုင်းဖော်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုံးလေးတွေပြန်ပြီးတော့ပုံဖော်ပဲပေါ့နော်အခုံးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကော်လန်ရဲ့အပေါ်ပိုင်းနိုင်ရတစ်လျှောက်ကိုတန်ဖိုးဘယ်လောက်ရှိလဲဆိုတဲ့ဟာလေးကိုရှင်မှတ်မယ်မှတ်ပြီးတော့ပေါ့နော်ညီမျှတဲ့အချိုးလေးတွေပေါ့နော်ဒလက်မကွဲစီရရင်ဒလက်မကွဲပေါ့ဒလက်မ60ရရင်ဒလက်မ60ဆိုပြီးအညီမျှစားနေအဆုံးထိအပုံလေးပုံပြီးတော့ဆွဲပြပါမယ်တဝက်နေရအရင်ယူရဲပြီးတော့တချိုးစီပြန်ပြီးတော့ယူလိုက်တော့ဒလက်မနဲ့60ဝင်ကျင်လောက်ထိရရဲပေါ့နော်ကိုလုတ်တဲ့ကော်လမ်မောင်မူတည်ပြီးတော့60တစ်ခွဲရနိုင်ပါတယ်အဲ့တော့အခုံးသေးတာစိတ်တာကကိုယ့်ရဲ့ idea ဖြစ်ပါတယ်ကိုယ်အစီအမံတို့ယူလို့ရပါတယ်ရှင်ပြီးွားရင်တော့ကော်လန်ရဲ့အခုဒလက်မ60ရထားတဲ့အဖြစ်ရဲ့တဝက်သေးလေးတွေကိုအမှတ်လေးမှတ်ပြီးတော့မှအပေါ်ကို3စိတ်အမြင့်တင်မယ်3စိတ်အမြင့်စီလိုက်ပြီးတင်ပါမယ်3စိတ်အမြင့်တင်ပြီးွားလို့ရှိရင်အမှတ်ရဲ့အဆုံးသတ်ကလေးတွေမှာကြတော့အောက်ပိုင်းကိုနက်ကလေးခုံးဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ခြေဘက်ကိုတစ်စိတ်စီပြန်ပြီးတော့နှိပ်ပါမယ်နှိပ်လိုက်တဲ့အမှတ်ကလေးနဲ့မြင်ထားတဲ့3စိတ်ကလေးနဲ့ကိုတစ်ဖက်တစ်ချမ်းစီကိုအခုံးလေးအညီများဖြစ်ဖို့အတွက်ဆွဲပါမယ်စောက်ဝိုင်းလေးရှိရင်တော့ပိုးစင်နေပြီတော့เนาะအခုကပေကွေးနဲ့သုံးပါဆိုတော့ဘယ်ဘက်ညာဘက်ညီမျှဖို့အတွက်ကိုအခုလိုလေးဘယ်နဲ့ညာနဲ့ကိုဆွဲပါမယ်ကော်လန်ဖြောင်းယူချုံနေရတဲ့စားလို့ရှိရင်ဒီလိုကော်လန်ကွေးလေးတွေကပို့ပြီးတော့ချစ်စရာကောင်းတဲ့ပုံစံဘက်ကိုသွားတာဖြစ်တဲ့ကြောင့်မလို့လိုက်လို့ကြည့်ပါလိုက်ပြီးချုပ်ကြည့်ပါသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အဲတော့လေပင်ရဲ့အစပဲပေါ့နော်အောက်ခြေလေးမှာနှစ်စိတ်အပေါ်လေးကိုညှင်ပြီးတော့စားပေးပါမယ်အဲ့ဒါလေးကတော့ကော်လန်လေပင်မှာဝက်လိုက်တဲ့အချိန်မှာပိုကတ်စီမဲ့ချက်ကလေးပါအဲ့ဒါနှစ်စိတ်သိမ်းပါမယ်ပြီးရင်တော့ကိုလိုချင်တဲ့ကော်လန်လေးကိုညှက်ထုတ်လိုက်လို့ရပါပြီအဲ့တော့ကော်လန်ပတ်တန်လေးရလာပြီဆိုလို့ရှိရင် line နဲ့ဒါကို line နဲ့အထူပေါ့နော်သူ့ကော်လန်ရဲ့ပတ်တန်ပုံစံအတိုင်းကိုတင်ပြီးတော့ညှက်မယ်ညှက်ပြီးသွားလို့ရှိရင်
ပိတ်စာကိုကြတော့လုံးဝအကွေးတိုင်းလိုက်ပြီးတော့မညက်ပါနဲ့ပိတ်စာကကြတော့အဖြောင်အတိုင်းလေးယူထားပြီးတော့မှ lining လေးနဲ့ကတ်မယ်ပြီးမှ lining ပုံစံအတိုင်းပိတ်စာမှာအကွေးကွေးလေးတွေလိုက်ပြီးတော့ချုပ်မယ်ပေါ့နော်။ ဘောလန်နဲ့ကိုရဲနဲ့တွဲတဲ့ခါမှာတော့ပုံမှန်ငုံချုပ်တယ်လို့မျိုးမဟုတ်ပါဘူး။ဓာတ်ဆက်လိုက်ပြီးတော့တွဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ဖက်စလုံးကအပွင့်ယူရမှာဖြစ်ပါတယ်။အားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်။